တာရှင်ပြရှိစေတော်တိုင်းသာပြည်သူကိုလူအများကြည်သာရှင်ပြညစေတော်မိခါသူပေါင်းညီညာဖြာဖြာရှိကြပါစေတော်တိုင်းနိုင်ငံပြည်ရွာအေးတဲ့တရားရှိစေတော်ရွှေပုံးပြရမြင်မျက်နှာသာသနာဘာသာလင်းစေတော်ဇာဇာဓမ္မမင်းနှပြနေလုံးလာလို့များလေတော်ဗုဒ္ဓဘုရားဟောကြားတော်မူဗျာတဲ့အတိုင်းကြည်ပါစေတော်သာသနာတော်ရဲ့ရာဇာတစ်ဆက်တည်တဲ့ခိုင်မြဲရှိကြစေတော်ဘုရားမျက်ရှင်သက်တော်ထင်ရှားဗျာဒိတ်တော်တရားတည်စေတော်2500တဝဲ9000ရှိပါစေတော်ချွတ်တိုက်ကုန်ရဝိနည်းချွတ်တန်လွတ်တန်ဝင်စေတော်လူမရတာနမင်းလေးဝါကြည်သာရှင်ပြရှိ